ကြော်ဘလောက်စားကောင်းနေဆိုတာဒီနေ့လက်တွေ့သက်သေပြလိုက်ပါတယ်။နောက်သမျှဧည့်သည်ကုန်ကြိုက်လို့နောက်ထပ်တစ်စလုံးတောင်ထပ်နေပြီးကြော်လိုက်ရတယ်။ဒီအကြော်တော့ကျက်သွန်နီရဲ့ခါချက်ဥရဲ့အာလူရဲ့ကိုမြုပ်သီးရှင်းရှင်းလေးနဲ့ကြော်ပေးမှာပါ။နံပင်တို့ကျက်သွန်မိတ်တို့တရုတ်နန်းတို့လည်းထည့်ကြော်လို့ရပါတယ်။မှမှအဲ့ဒါတွေကအစင်သိမရှိလို့ရှိတာလေးနဲ့ပဲကြော်လိုက်တာပေါ့နော်။ကျက်သွန်နီကိုတော့ပပလီထားပြီးတော့ခါချက်ဥနဲ့အာလူကိုတော့ဂျင်းနဲ့ချစ်ထားပါတယ်။မြုပ်သီးစိမ့်ခပ်ပလီထားတာလေးကိုလည်းထည့်ပြီးတော့အရင်ဆုံးတမအောင်နေပေးလိုက်ပါမယ်။ပြီးရင်တော့ပဲမုံအစိမ်းရဲ့ဂျုံမုံရဲ့ထည့်လိုက်ပါတယ်။ရတာအနေနဲ့ကတော့စားနှင်းငြုပ်ကောင်းထည့်ရင်ရပါပြီ။အယောင်လာခြင်းနွေးနွေးနဲ့ထည့်လို့ရပါတယ်။လူမျိုး6နေတဲ့ဆိုရင်ရေလေးနဲ့ထည့်ပြီးတော့နေလို့ရပါတယ်။ဒီတော့အများကြီးထည့်စရာမလိုပါဘူး။နောက်ဆိုရင်အာလူကလည်းအရေထွက်တက်လို့ပါ။ဘေးနားမှာကြာဝန့်လာအောင်နဲ့ခါချက်ဥချကျွေးရစားလည်းမစားဘူး။ကျွေးစရာဆိုလို့လည်းခါချက်ဥပဲရှိတယ်။နေထားတာတွေကအစင်သင်းဖြစ်ပြီဆိုရင်ကျမတို့စီပူထဲမှာထည့်ပြီးတော့ကြော်လို့ရပါပြီရှင်။တို့စီမှာလည်းဒီလိုကြော်နီးနဲ့ခက်စင်စင်ပဲဘကိုးသားဆိုတဲ့အကြော်ရှိပါတယ်။ဒါပေမဲ့ဘကိုးသားကပဲမုံနေအရန်များပြီးတော့ကျက်သွန်အဖက်တီပါတွေကနဲတယ်ပေါ့နော်။ဒီမမေကကျမအကြော်ကတော့ဘကိုးသားထက်ပိုပြီးစားလို့ကောင်းတယ်လို့ပြောပါတယ်။ဂျုံမုံနေရာမှာဆန်မုံတို့အကြော်မုံတို့လည်းထည့်ပြီးတော့သုံးလို့ရပါတယ်။ကျမစီမှာကအကြော်မုံတို့ဆန်မုံတို့ကအစင်သင်းမရှိရနဲ့အစင်သင်းရှိတဲ့ဂျုံမုံနဲ့ပဲကြော်လိုက်တာပါ။ဂျုံမုံကိုသုံးပြီးအကြော်တာလည်းအရန်ကောင်းတယ်နော်မြုံရင်စားကြည့်။ကျွတ်လေးနဲ့အနံ့လေးကလည်းမွေးနေပြီးတော့ငြုပ်သီးရှင်းရှင်းလေးနဲ့အရန်ကိုကောင်းပါတယ်။ဒါနဲ့တွေမလောက်လို့ထက်ကြော်လိုက်ရပါသေးတယ်။ကျေးဇူးပါရှင်ဘိုင်ဘိုင်